မဖြစ်နိုင်မှန်းကြိုသိခဲ့ကြပေမဲ့တင်ကမလွန်ဆန်နိုင်ခဲ့တော့ချစ်စိတ်ရှိလေတော့သူလေးဘဝကမျိုးကြောင့်လေကိုရိုနာဦးရဲ့ချစ်ခဲ့လေမျက်ရည်တွေနဲ့လမ်းခွဲလေးပြီးလွန်ဆန်မရနိုင်တဲ့ကြောင့်တရားကပါလဲဘာသာချင်းတူတဲ့စီလီကချာနေတော့ရှောင်းခွာနေုံပေါ်ဘယ်လိုချိန်မှပတ်သက်ဘူးတဲ့ဒုနီယာချစ်ကတွေ့တဲ့ထွက်ခွန်လေလိုလိုနေတဲ့တာစိတ်ကချိန်မနိုးနိုးတဲ့ပြင်းပြင်းချင်းတို့ကြိုးစားပြီးတော့မေးလိုက်ရတော့အချစ်တဲ့ရေးကြည့်တဲ့ရတွေရှိတော့လွမ်းနေပြီးတာကောင်းလေသူလေးတက်တလုံးဝေးရမှာပဲခံစားချက်ရှိပေမဲ့မဆုံးစည်းနိုင်ပါမြည်ပြီးချာတော့ရမှာလေသူလေးနာကလန်ချီရင်လေအနောက်ဘက်ထားစီများစွာရှိတယ်တို့ရဲ့လိုအင်းတွေပြတ်ကြမဲ့ကွယ်လွန်စမရနိုင်တဲ့ကြောင့်တရားကပါလဲဘာသာချင်းမတူတဲ့စီလီကချာနေခဲ့တော့ရှောင်းခွာနေုံပေါ်ဘယ်လိုချိန်မှပတ်သက်ဘူးတဲ့ဒုနီယာချစ်ကတွေ့တဲ့ထွက်ခွန်လေလိုလိုနေ